မင်္ဂလာဆောင်ပွဲတစ်ခုမှာအားလုံးရဲ့ရှေ့မောက်တင်သူတို့သားကဧည့်သည်တွေထိုင်နေတဲ့နေရာမှာရှိနေတဲ့ကျမကိုလာနိုင်ခဲ့ပါတယ်။သူတို့သမီးကိုယ်တိုင်လည်းသူ့ကိုဘာမှမပြောရရှာပါဘူး။ဘာလို့လဲဆိုတော့ဒီလူကပြင်းထန်တဲ့စိတ်ကြစိတ်ကြွယောဂဝေဒနာကိုခံစားနေရလို့ပါပဲ။သူတစ်ခါစိတ်ဆိုးတော့ထွက်လာရင်ဖြစ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်တွေကတကယ်ကိုကြောက်စရာကောင်းပါတယ်။ကျမကတချင်ကသူ့ရဲ့စိတ်ပညာအကြံပေးဆရာဝန်တဦးဖြစ်ခဲ့ပူပါတယ်။အဲ့ဒီတုန်းကသူ့ကိုစိတ်ညှို့ကူထောင်လို့ပဲရင်းနဲ့ကျမသူ့ကိုမသိစိတ်ကနေတန်ရောစင်တွဲပြီးချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ကျမအပေါ်ထားရှိတဲ့သူ့ရဲ့ပြင်းထန်လို့နဲ့အပိုက်ဆိုးခြင်းစိတ်နဲ့ချုပ်ချယ်မှုတွေကိုကျမမခံမရထီလာခဲ့ပါတယ်။ဒါကြောင့်လွန်ခဲ့တဲ့နှစ်ကသူအေးပျော်နေတဲ့အချိန်မှာကျမသူ့စီကနေဝေးရကိုထွက်ပြေးခဲ့ပါတယ်။သူ့စီကနေလုံးဝလွတ်မြောက်သွားပြီလို့ကျမထင်ခဲ့တာပါ။ဒါပေမဲ့မထင်မှတ်ပဲကျမရဲ့မင်္ဂလာဆောင်ပွဲနေ့မှာရောက်လာတဲ့ဧည့်သည်တွေအားလုံးကသူတို့ရဲ့ဖုန်းတွေကိုတပြိုင်နက်တည်းကြည့်လာကြပါတယ်။ကြည့်လိုက်တော့သူက online ပေါ်မှာ live လွှင့်နေတာပါ။သူကဒေါသတကြီးနဲ့မင်းကငါရဲ့တူသမီးပဲထိရမယ်လို့ကျင်လာခဲ့ပါတယ်။ဒါကြောင့်ကျမရဲ့ခင်ပွန်းကချက်ချင်းပဲ body gate တွေကိုအချိန်ပြည့်စောင့်ချက်ဖို့တာဝန်ပေးလိုက်ပါတယ်။ပြီးတော့အဲ့ဒီလိုအယူအပေါ်အောင်ရမ်းတက်တဲ့သူမျိုးကဒီထဲကိုဘလို့မှဝင်လာနိုင်မှာမဟုတ်ဘူးလို့ကျမကိုနှစ်သိမ့်ပေးခဲ့ပါတယ်။ဒါပေမဲ့ကျမအိယာကနေထန်နိုးလာတဲ့အချိန်မှာတော့ဘေးမှာသူ့အိတ်နူလာကိုမြင်လိုက်ရလို့တကယ်ကိုတုံလုံးချောက်ချသွားခဲ့ပါတယ်။ကျမသူ့ကိုချက်ချင်းပဲငါခင်ပွန်းပဲမှာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။သူကတော့သူ့စကားကိုနားထောင်ရင်းခင်ပွန်းဖြစ်သူနဲ့တွေ့ခွင့်ပေးမယ်လို့ပြောပါတယ်။သူ့ရဲ့စိတ်ယောဂတွေပြန်ပြီးဖောက်ပြန်နေပြီဆိုတာကျမချက်ချင်းရိပ်မိလိုက်ပါတယ်။ထမင်းစားနေတဲ့အချိန်မှာသူကကျမကိုသူ့ပေးထားတဲ့ဆွဲကြိုးကိုဘာလို့မဆွဲထားတာလဲလို့မေးပါတယ်။ကျမဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီဆွဲကြိုးပျောက်သွားတာကြာလာပြီထင်လို့ပါပဲ။သူကတော့အဲ့ဒီဆွဲကြိုးကိုပြန်မရှာပေးနိုင်ရင်ကျမခင်ပွန်းကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးလို့ချင်းချောက်ခဲ့ပါတယ်။အကြံကုန်ရရမရဖြစ်တော့ကျမဟာအတုလုတ်ထားတဲ့ဆွဲကြိုးတကုံးကိုဆွဲပြီးသူ့စီထားတွေ့ခဲ့ပါတယ်။သူ့ရဲ့ကျင်းနဲ့နေတဲ့မျက်နှာထားကိုမြင်တော့ကျမချက်ချင်းမတ်တက်ရပြီးခင်ပွန်းဖြစ်သူပဲမှလဲလို့ဒေါသတကြီးထမိခဲ့ပါတယ်။သူကခင်ပွန်းဖြစ်သူဟာဟိုမှာရှိရဲ့ကားထဲမှာရှိနေတယ်လို့ပြောပါတယ်။ကျမလည်းခင်ပွန်းဖြစ်သူကိုရှာဖို့ကားစီကိုအမြန်ပြေးသွားခဲ့ပေမဲ့ကားထဲမှာတော့မတိတဲ့လူစိမ့်တလာပဲရှိနေခဲ့ပါတယ်။အဲ့ဒီတော့မှပဲကျမအတုလုတ်ထားတဲ့ဆွဲကြိုးနဲ့လာလင်သွားတာကိုသူရိပ်မိသွားမှကျမထိလိုက်ရပါတယ်။အဲ့ဒီဆွဲကြိုးကအတိတ်တုန်းကသူကိုယ်တိုင်လက်လုပ်ပေးခဲ့တာပါ။အဲ့ဒီတုန်းကဆွဲကြိုးလုပ်ရင်းနဲ့သူ့လက်ချောင်းကိုမတော်တဆဆူးမိပြီးသွေးတစ်ဆက်ကဆွဲကြိုးပေါ်ကျသွားခဲ့ပါတယ်။ဆွဲကြိုးနှစ်ကုန်းကတကုန်းမှာပဲသူ့သွေးရှိတာကိုမြင်တော့ကျမကလည်းကျန်တဲ့တကုန်းပေါ်မှာကျမရဲ့သွေးတစ်ဆက်ကိုချပေးခဲ့ပူပါတယ်။အဲ့ဒီတုန်းကတော့အပြစ်ကင်းစင်စွာနဲ့ပဲဒီလိုလုပ်နေငါတို့ထာဝရအတူရှိသွားမယ်လို့တွေးခဲ့မိပါတယ်။ဒါပေမဲ့ဒီအရာကပဲသူကျမကိုဒီဆွဲကြိုးပြန်ရှာခိုင်းနေရတဲ့အဓိကအကြောင်းရင်းဖတ်လာလိမ့်မယ်လို့မထင်မိခဲ့ပါဘူး။သူ့ရဲ့အစွဲလန်းကြီးလွန်းတဲ့အချက်ကိုကျမလက်မခံနိုင်ပါဘူး။အဲ့ဒီဆွဲကြိုးပျောက်သွားတာကြာလာပြီထင်ပြီးအခုကျမမှာအိမ်ထောင်ရှိနေပြီလို့ပြောခဲ့ပါတယ်။သူ့ကိုကျမရဲ့ဘဝထဲကနေဝေးဝေးမှာပဲနေစေချင်ခဲ့ပါတယ်။ဒါပေမဲ့သူကတော့မင်းကိုချစ်တယ်ဆိုတဲ့စကားကိုပဲတစ်ဖွဲ့ဖွဲ့ပြောပြီးကျမကိုအတင်းအဓမ္မနိုင်ခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ခင်ပွန်းစီသူစီကဖုန်းတကောဝင်လာပါတယ်။မထင်မှတ်ပဲသူကကျမကိုကွာရှင်းချင်တယ်လို့ပြောလာပါတယ်။မကြခင်မှာပဲအဲ့ဒီစိတ်ဝေဒနာရှင်လူကခင်ပွန်းစီသူနဲ့ချင်းခါတဲ့နေရာကိုကျမကိုကားနဲ့လိုက်ပို့ပေးခဲ့ပါတယ်။သူကအဲ့ဒီခင်ပွန်းဆိုးကိုတင်ကန်းစာကောင်းကောင်းပေးလိုက်ရမယ်လို့ကျမကိုပြောပါတယ်။ခင်ပွန်းစီသူရဲ့ကြောပင်ကိုမြင်မြင်ချင်းကျမချက်ချင်းသူ့နောက်ကိုချက်ချင်းပြေးလိုက်သွားခဲ့ပါတယ်။ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းတစ်ခုမှာအန်ဒီရဲ့တစ်ခုခုကြုံခဲ့သေးလားလို့စိုးရိမ်တကြီးမိတ်ခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲခင်ပွန်းဖီသူကကျမရဲ့ပေါက်ကိုအားပြင်းလေးနဲ့ရိုက်ချလိုက်ပါတယ်။ပြီးတော့ရရက်ဆက်ဆက်ပဲလွှဲထွက်သွားခဲ့ပါတယ်။ကျမရဲ့ခင်ပွန်းကကျမအပေါ်အနိုင်ကျင့်နှိမ့်ဆက်ချဲရဲဆိုတာကိုသိသွားတဲ့အခါမှာတော့ကျမသားနေတာကြားကပဲသူဟာဒေါသတကြီးနဲ့ကားကိုခင်ပွန်းဖီသူစီကတဲတဲမမမောင်းပြီးဝင်တိုက်ဖို့လုပ်ပါတော့တယ်။